သူ့မှာလူသားတဦးမဟုတ်ပဲကြောက်မက်ဖွယ်ကောင်းတဲ့ဘီလူးတစ်ကောင်နဲ့တူနေပါတယ်သူ့ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲအဲ့ဒီလူဟာတုံ့လှုပ်သွားခဲ့ပါတယ်သူထိုးသမျှလက်တိချက်တိုင်းကမြေကြီးတွေတုန်ခါနေသလိုခံစားရပါတယ်သူ့ရဲ့အစွမ်းထက်တဲ့ကံကြက်ကိုမြင်လိုက်ရပြီးနောက်သူဟာသူ့ရဲ့မောင်စီကိုချက်ချင်းပြေးသွားခဲ့ပါတယ်သူကသူ့ကိုယုံကြည်လာအောင်ဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်သူကကျိုးဝိုင်းထဲကိုမဝင်နဲ့လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့မောင်ကတော့တခုမှနားမထောင်ခဲ့ပါဘူးသူဟာကျိုးဝိုင်းထဲကိုခြေချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူစိုးရိမ်နေခဲ့တာတွေအတိအကျဖြစ်လာခဲ့ပါတယ်ထိုးချက်နှဲငယ်နဲ့တင်အဲ့ဒီဘီလူးကသူ့ရဲ့နံရိုးတွေကိုချိုးပစ်လိုက်ပါတယ်သူဟာပြင်းထန်တဲ့နာကျင်မှုတွေနဲ့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဆရာဝန်တွေကိုယ်တိုင်ကသူ့ကိုမျှော်လင့်ချက်မရှိတော့ဘူးလို့အရှုံးပေးခဲ့ကြပါတယ်အခုချိန်မှာတော့သူဟာဘယ်တော့မှခြေထောက်ပေါ်ပြန်မရက်နိုင်တော့ဘူးထင်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့သူဟာစိတ်သက်တွေလုံးဝကျဆင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မောင်အတွက်တေချာပေါက်လက်စားချေပေးမယ်လို့သူကတိကဝတ်ပြုခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာသခင်ကြီးတို့ကိုရှာဖွေဖို့အတွက်ဒေါနက်ထဲကိုထွက်သွားခဲ့ပါတယ်အဆုံးမှာတော့သူဟာအဲ့ဒီဆရာသခင်ကိုတွေ့ရှိခဲ့ပါတယ်သူ့ရဲ့ဖြစ်ကြောင်းကုန်စင်ကိုကြားပြီးတဲ့နောက်မှာဆရာသခင်ကသူ့ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်အချိန်ကအလွန်နီးပါးနေပါတယ်ဒါကြောင့်လေ့ကျင့်ခန်းတွေကိုချက်ချင်းဆက်တင်ခဲ့ပါတယ်အစပိုင်းမှာတော့သူဟာဆရာသခင်ရဲ့လှုပ်ရှားမှုတိုင်းကိုအတူယူဖို့စူးစမ်းခဲ့ပေမဲ့အချိန်တိုင်းမှာမအောင်မြင်ခဲ့ပါဘူးသူဟာအင်မတန်စူးစမ်းအားထုတ်ရမယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာသခင်ကခြေကံလေ့ကျင့်ခန်းကိုဆက်တင်ခဲ့ပါတယ်ဆရာသခင်ရဲ့နေလန်အတိုင်းသူဟာနေတိုင်းပုံမှန်လေ့ကျင့်ခဲ့ပေမဲ့သူ့ရဲ့ခြေထောက်တွေကလုံးဝကားထွက်မလာခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ဆရာသခင်ကတင်းကျပ်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူဟာသူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကိုကျိုးနဲ့တုပ်လိုက်ပြီးဆွဲဆက်ပါတော့တယ်နာကျင်မှုကလွန်မင်းပြင်းထန်ပါတယ်သူဟာနာကျင်မှုကြောင့်အော်ဟစ်ခဲ့ပါတယ်သူ့ရဲ့ချွေးတွေကရေကျသလိုကျလာခဲ့ပါတယ်ဒါပေမဲ့ဆရာသခင်ကလုံးဝသနာကျင်နာမှုမပြခဲ့ပါဘူးသူဟာအားကုန်သုံးပြီးကျိုးတွေကိုဆက်ဆွဲနေခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့ခြေထောက်တွေကားထွက်လာခဲ့ပါတယ်သူဟာလှုပ်ရှားမှုတိုင်းကိုစေတနာပြည့်နဲ့ဆက်လက်တင်ယူခဲ့ပါတယ်အဲ့ဒီနောက်တစ်နေ့မှာတော့အဲ့ဒီအခိုက်အတန့်ကြီးရောက်လာခဲ့ပါတော့တယ်သူ့ရဲ့ခြေထောက်တွေလုံးဝကားထွက်လာခဲ့ပါတယ်အန်တာရဆုံးအချက်ကတော့အခုဆိုရင်သူဘာနာကျင်မှုကိုမှမခံစားရတော့တာပါပဲအဲ့ဒီနောက်မှာတော့သူဟာပုံမစိတ်အားထက်သန်မှုနဲ့အတူလေ့ကျင့်ခန်းတွေကိုဆက်လုပ်ခဲ့ပါတယ်အခုဆိုရင်သူ့ရဲ့ကံကြက်တိုင်းကလက်နက်တစ်ခုလိုဖြစ်လာခဲ့ပါဗျာသူလိုချင်တဲ့လောက်မြင့်မြင့်ခြေထောက်မြောက်နိုင်ပါပြီသူ့ရဲ့ခန္ဓာကိုယ်ဟာတမဏိလိုတမလာပြီးအယိုးတွေကလည်းအရင်ကထက်ပုံမပျော့ပြောင်းလာခဲ့ပါတယ်နေရောညပါသူလေ့ကျင့်ခန်းပဲလုပ်နေခဲ့ပါတယ်သူ့ရဲ့လေ့ကျင့်ခန်းတွေအဆုံးသတ်သွားတဲ့အခါမှာတော့သူဟာပထမဆုံးအကြိမ်ဖြစ်ကျိုးဝိုင်းထဲကိုခြေချလိုက်ပါတယ်သူ့ရဲ့ပထမဆုံးပွဲစဉ်ကခဏတာလေးနဲ့ပြီးဆုံးသွားခဲ့ပါတယ်သူဟာပြိုင်ဘက်ကိုအလွန်လွယ်ကူစွာနဲ့အနိုင်ယူလိုက်ပါတယ်သူ့ရဲ့ကံကြက်ကတကယ်ကိုအမခမ်းပါပဲအဲ့ဒီနောက်မှာတော့တပွဲပြီးတပွဲသူအနိုင်ယူသူအားခဲ့ပါတယ်လူတွေကနေရာတိုင်းမှာသူ့အကြောင်းပြောဆိုလာကြပါတော့တယ်လက်ပေါင်းများစွာပြင်းထန်စွာလေ့ကျင့်ပြီးနောက်မှာတော့အဆုံးမှာတော့သူစောင့်မျှော်နေတဲ့နေ့ရောက်လာခဲ့ပါပြီအခုတော့သူ့ရဲ့နောက်ဆုံးပွဲစဉ်ကအဲ့ဒီဘီလူးကြီးနဲ့ဖြစ်ပါတယ်ဒါပေမဲ့ရန်သူကလည်းအလွန်ကောက်ချစ်ပါတယ်သူဟာသူ့ကိုချင်းချောက်လို့ရအောင်သူ့ရဲ့မောင်ကိုပြန်ပေးဆွဲသွားခဲ့ပါတယ်မျက်စိထဲမှာအညိုးတေးတွေနဲ့သူဟာအဲ့ဒီဘီလူးကြီးကိုစိုက်ကြည့်နေခဲ့ပါတယ်ပွဲကိုပိုပြီးအနေရများလာစေဖို့အတွက်သူတို့နဲ့ဦးစလုံးရဲ့လက်တွေကိုကြိုးလို့အင်းနဲ့တုံးနှောင်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီကြိုးတွေမှာမန်ဆက်တွေတက်ဆင်လိုက်ပါတယ်ပြီးနောက်မှာတော့တိုက်ပွဲဆက်တင်ခဲ့ပါတယ်စပိုင်းမှာတော့ဘီလူးကသူ့ကိုဆက်တိုက်ခိုက်နေခဲ့ပြီးသူကလည်းထိုးနှက်ချက်တွေကိုဆက်လက်ခံယူနေခဲ့ပါတယ်ဒါပေမဲ့တမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်ဖြစ်လူသားတဦးဟာအဲ့ဒီကြောက်မက်ဖွယ်ကောင်းတဲ့ဘီလူးကြီးနဲ့ရင်ဆိုင်ရမှာဒီလောက်ကြာကြီးအသက်ရှင်ရည်တည်နိုင်ခဲ့ပါတယ်သူဟာတကူလုံးတွေးချင်းချင်းညီရဲနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလိုအခြေအနေမှာတောင်သူအရှုံးမပေးခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဆရာသခင်ကရန်သူရဲ့ပုံခိုရာနေရာကိုတနည်းနည်းနဲ့ရောက်ရှိသွားပြီးသူ့ရဲ့မောင်ကိုကယ်ထုတ်လာနိုင်ခဲ့ပါတယ်သူ့မောင်ကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲသူ့ရင်ထဲမှာပြတ်သားတဲ့အဓိဋ္ဌာန်တွေနဲ့ပြည့်နေသွားခဲ့ပါတယ်သူကငါးလက်ကကျိုးတွေကိုဖြီးပေးလိုက်ပါလို့ချက်ချင်းပြောလိုက်ပါတယ်အဲ့ဒီနောက်ထိုးချက်တစ်ချက်နဲ့တင်ဘီလူးကြီးတုံခါသွားခဲ့ပါတယ်သူဟာလွတ်မြောက်လာတဲ့ချင်းတစ်တကောင်လိုဘီလူးကြီးစီကိုဖုံးအုပ်လိုက်ပါတယ်သူ့ရဲ့အစွမ်းထက်တဲ့ကံကြက်ကြောင့်လူတိုင်းအံ့တသွားခဲ့ကြပါတယ်သူဟာဘီလူးကြီးကိုကျိုးဝိုင်းပြင်ပါထိရိုက်နှက်ထုတ်ပစ်လိုက်ပါတော့တယ်